ကိုမှစိတ်ဝင်စားပဲအရာအလုံးမေ့နေတာ သားတို့သမီးတို့ကတနေ့တန်းအောင်မှာမိဘတွေကပင်ပန်းတာတတ်တာမှာပေါ့ ဒါပေမဲ့မိဘတွေကိုယ်တိုင်ကပညာရေးကိုစိတ်ဝင်စားတော့ကလေးတွေကိုတွန်းအားပေးရအောင်မသိကြဘူးဆရာ ဘာစာမှလုံမနေနဲ့ပညာတတ်တော့ဘာလို့ရမလဲ အဲ့ကျောင်းဆရာနေတယ်ဖို့ဟာ ခမ ्या ကျုပ်ကိုကြိုက်တယ်လို့ပြောရတယ်ကျုပ်ကတော့ခမ ्या ကိုဘာမှပြန်လို့မဟုတ်ဘူး ရလေးရ ဟာငါနာမည်အောင်မောကွာရော မင်းမိန်းမတွေကြောင့်ဘာမှနားမလဲပါဘူးကွာမင်းဘက်ကဆက်စုတယ်ထင်ပေမဲ့သူ့ဘက်ကတော့အရေးကြီးသိရမယ့်ကိစ္စရှိလို့ပေါ့ ဘယ်လိုလုပ်ရလဲရလေးဒီသိပါ ဟဲ့မမယူနိုင်ဘူး ငယ်တို့နေရတဲ့ကံကြမ္မာလို့ပဲတဲ့သဘောထားလိုက်ပါ ရလေးသူ့ကောင်မလေးနဲ့မြို့ပြန်လိုက်သွားတော့ဦးတယ်မမပဲနေရမှာလေဗျာ